အားလုံးပဲမင်္ဂလာပါဒီစိတ် channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မျှဝေပေးတော့မယ့်အကြောင်းအရာလေးကတော့ Net Fountain လေးပဲဖြစ်ပါတယ်ကဲဒါဆိုစလိုက်ကြရအောင်ဗျာပထမဆုံး browser ထဲဝင်လိုက်ပါကျွန်တော်ကတော့ရန်ကုန် Fountain ပြမှာဖြစ်တဲ့အတွက် Net Center ရန်ကုန်ဆိုပြီးရိုက်ချလိုက်ပါမယ်ဒီမှာဆိုတော့အောက်ကကြာလာတဲ့အကောင့်ဝင်ရန်ဆိုတဲ့ website လေးတွေဝင်လိုက်ပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့မှာဖုန်းနံပါတ်ကိုထည့်ပြီးမှကုတ်ချရမှာပါအဲ့တော့ကျွန်တော်ဖုန်းနံပါတ်ကိုထည့်လိုက်ပါမယ်ဖုန်းနံပါတ်ဖြည့်ပြီးဆိုတော့အောက်မှာရှိတဲ့စမ်းကုတ်ဆိုတာလေးကိုနှိပ်ပေးလိုက်ပါကြာလာတဲ့ကုတ်လေးကိုဒီစက္ကန့်လေးမကုန်ခင်မှာထည့်ပေးလိုက်ပါကုတ်ထည့်ပြီးရင်တော့အောက်မှာရှိတဲ့ပို့ရန်ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီမှာဆိုတော့ကိုပြေးမဲ့စာမွေးရဲ့ level ကိုယူပြရမှာပါကျွန်တော်တို့အန်ဖိုးအပ်ထားတဲ့အတွက်အန်ဖိုးရမှာ B1 တဲ့မှာရှိတဲ့အသေးစိတ်ဆိုတဲ့မြားလေးကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုတော့ apply for day exam ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီဘက်မှာတော့ကျွန်တော်တို့ရမှာအချက်လက်တွေကိုထည့်ပေးရမှာပါပထမဆုံးစာမွေးပြည့်စုံမဲ့သူရဲ့ဓာတ်ပုံကိုထည့်ပေးရမှာပါအဲ့တော့အောက်မှာရှိတဲ့ choose point ဆိုတာလေးကိုနှိပ်ပြီးမှပုံရွေးပြလိုက်ပါမယ်အောက်မှာတော့6ထားတူရမှတ်ပုံနဲ့ရှင်းနာကိုထည့်ပေးရမှာပါအဲ့ဒါကိုလည်းပုံမှန်အတိုင်းပဲထည့်ပေးလိုက်ပါမယ်မှတ်ပုံတွေနဲ့ပုံဖြည့်ပြီးရင်တော့အောက်ကနေနဲ့ဆွဲပါမယ်ဒီအောက်မှာတော့အင်္ဂလိပ်လိုဖြည့်ပေးပါလို့ရေးထားပါတယ်ပထမဆုံး6ထားတူရဲ့နာမည်ကိုထည့်ပေးလိုက်ပါအောက်မှာတော့6ထားတူရဲ့မွေးနေ့ကိုထည့်ပေးရမှာပါရှောက်ထားတို့နိုင်ငံနေရာမှာတော့မြန်မာဖြစ်ပြီးသားဖြစ်တဲ့အတွက်ရွေးစရာမလိုပါဘူး။အောက်မှာတော့ဂျာမန်ကိုရွေးပြလိုက်ပါ။ဒီအောက်မှာတော့ရှောက်ထားတို့ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါ။အောက်ကရှောက်ထားတို့လိပ်စာနေရာမှာတော့ရန်ကုန်လိုပဲထည့်လိုက်ပါတယ်။ရှောက်ထားတို့ email နေရာမှာတော့မေးတစ်ခုထည့်ပေးလိုက်ပါ။အပြည့်အစုံဖြည့်ပြီးရင်တော့အောက်မှာရှိတဲ့ရှောက်မီဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒီမှာဆိုတော့ကျွန်တော်တို့ထည့်ထားတဲ့အချက်လက်တွေမှန်ပြန်ဆင်းလို့ရပါတယ်တခုခုမှားရဲဆိုတော့အပေါ်မှာရှိတဲ့ရှောက်လောက်ပြင်ဆင်ခြင်းဆိုတော့နှိပ်ပြီးမှပြန်ပြင်လို့ရပါတယ်အကုန်မှန်နဲ့ဆိုတော့အကူနဲ့ဆွဲလိုက်ပါဒီမှာဆိုတော့ဖောင်ကြီးချရမယ် KP ကျူရီပါဒီကျူရီတွေကတခုခုစကန်ဖတ်ပြီးငွေချေလိုက်ပါမယ်ငွေချေတဲ့အခါပြည်စောစကွန်ရှော့ရိုက်ပြီးယူထားလိုက်ပါဒီအောက်မှာတော့ငွေလဲစကွန်ရှော့ကိုထည့်ပေးရမှာပါသူ့စပိုင်ကိုနှိပ်ပြီးမှပုံထည့်ပေးလိုက်ပါငွေလဲစကွန်ရှော့ဖြည့်ပြီးရင်တော့အောက်မှာငွေလဲပမာဏကိုထည့်ပေးရမှာပါပေါင်ကြီးက9200ဖြစ်တဲ့အတွက်9200ဆိုပြီးထည့်ပေးလိုက်ပါအောက်မှာတော့မှတ်ကြည့်ရေးခိုင်းပါတယ်ကျွန်တော်တော့ net တက်ဆိုပြီးထည့်ပေးလိုက်ပါတယ်ပြည့်စုံဖြည့်ပြီးတော့အောက်မှာရှိတဲ့အချက်လက်ပေးဖို့မြည်ဆိုအောင်နှိပ်ပေးလိုက်ပါဒီလိုမျိုးအောင်မြင်စွာတင်းစီပြီးပါပြီလို့ပေါ်လာရင်တော့ကျွန်တော်တို့ဖောင်စင်တာပြီးပါပြီဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်ကြိုးရှိမယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်